လရဲ့နောက်ဆုံးသောတနင်္ဂနွေနေ့မှာဖခင်ကတော့အလိုတော်ကိုဝန်ခံနိုင်ခြင်းတနည်းအားဖြင့်စကားနားထောင်ခြင်းဘိတ်သိက်ကိုဒီနေရာကနေနှုတ်ကပတ်တော်ပဲမဟုတ်ပဲနဲ့အဲ့ဒီဘိတ်သိက်ကိုဆေလွတ်မဲလို့ကျွန်မယုံကြည်တယ်ဟာလေလုယာအကြောင်းကတော့ဖခင်စကားနားထောင်ခြင်း၌ကြီးစွာသောအကျိုးကျေးဇူးရှိတာဖြစ်တယ်ယုံကြည်သူဖြစ်လာတဲ့အခါမှာကျွန်မတို့ကဖျားစကားနားထောင်ရမယ်ဆိုတာအတန်ကြားတာနဲ့တည်းတမျိုးခံစားရတယ်နော်ကျင်းချက်တလို့လို့ခက်ခဲတလို့လို့ဟာငါတော့သွားပြီနော်ကြီးချင်ကနှိပ်စက်ခံရတော့မယ်ဆိုတော့ခံစားချက်မျိုးကျွန်မတို့မှာဝင်တတ်တယ်အမှန်တကယ်တော့ဖျားကတခုခုကျွန်မတို့ကိုခိုင်းတဲ့ခါတိုင်းမှာအဲ့ဒီနောက်ွယ်မှာကောင်းကြီးများစွာရှိတာဖြစ်တယ်သူ့အတွက်သူဆရာကြီးဖြစ်ဖို့နော်သူကရိုသေခံရဖို့သူကအလေးစားခံရဖို့လှုပ်ဆောင်တာမဟုတ်ပဲနဲ့သူ့ရဲ့သားသမီးတွေကောင်းစားဖို့ရအတွက်အမြဲတမ်းကြံစီပြီးတော့ကျမတို့ကိုသွေးဆောင်တော်ဖခင်ကယနေ့ကျမတို့ကိုးကွယ်တော်ဖခင်ဖြစ်ပါတယ်ဟာလေလုယာထို့ဖခင်နာမတာ၍ဘုန်းကြီးပါစေဆိုတော့ခက်တာကတော့ယုံကြည်သူတွေကဖခင်စကားကိုနားထောင်ရတာပြင်းတယ်နော်နားမထောင်ခြင်းတဲ့လူကပုံများတယ်ဘာလို့လဲဆိုတော့ကျမတို့ဖြစ်ချင်တာနဲ့ဖះပြောတာနဲ့တိတ်ကမတိုက်ဆိုင်တဲ့ခါကြတော့နော်လူဖြစ်တဲ့အတွက်ကိုလှုပ်ချင်တာပဲကိုသွားချင်တာပဲကိုစားချင်တာပဲကျမတို့ကဦးစားပေးတတ်ပါတယ်သို့တော်လဲဖះစကားနားထောင်ခြင်းတနည်းအားဖြင့်အလိုတော်ဆောင်ခြင်းဆိုတာဖះရဲ့နိုင်ငံတော်ရဲ့ဥပဒေဖြစ်တယ်နော်အဲ့ဒါကိုနားလည်စေခြင်းနဲ့နော်ဒီနေ့နှုတ်ကပတ်တော်ကတင့်အတွက်အနှဲငယ်လေးနားထဲမှာတစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဆက်လက်ပြီးတော့ယုံကြည်ခြင်းနဲ့နားထောင်စေခြင်းနဲ့ဘာလို့လဲဆိုတော့ကျမတို့ကိုဖခင်ကဆုတောင်းတင်ပေးတဲ့အခါမှာအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာလည်းပြည့်စုံပါစေသောလို့ဆုတောင်းခိုင်းတယ်နော်ကောင်းကင်နိုင်ငံဆိုတာအလိုတော်ပြည့်စုံသောနေရာဖြစ်တယ်နော်ကောင်းကင်နိုင်ငံဆိုတာဖခင်ရဲ့အလိုတော်အားလုံးပြည့်စုံသောနေရာဖြစ်တယ်တနည်းအားဖြင့်ဖခင်ရဲ့နိုင်ငံတော်မှာသူ့ရဲ့နည်းဥပဒေသားကဘာလဲဆိုတော့အလိုတော်ကိုနားထောင်ခြင်းဖြစ်တယ်နော်ဆိုတော့ယုံကြည်သူမှန်သမျှသည်ခက်ခဲတယ်လို့သင်ခံစားသည်ဖြစ်စေလွယ်တယ်လို့ခံစားသည်ဖြစ်စေဖခင်ကလိုချင်တဲ့အရာတောင်းဆိုတဲ့အရာကဘာလဲဆိုတော့သူ့ရဲ့စကားကိုနားထောင်ဖို့နော်နားမှာရှိတဲ့လူကျေးဇူးပြု၍လက်ကလေးတို့ပြီးတော့ပြောပေးပါဦးဖခင်စကားနားထောင်တဲ့သူဖြစ်တယ်လို့ပြောပေးပါဦးနော်သင်ဝင်ခံတဲ့အတိုင်းနော်ဘေးကလူကလည်းအာမင်ထူးပေးပါဦးဟာလေလုယာကျမဘဝမှာတခါတလေလိုချင်တာတွေတခြားလိုချင်တာတွေအများကြီးရှိတတ်ပေမဲ့နော်အမြဲတမ်းကျမတောင်းတတဲ့အရာတစ်ခုကဘာလဲဆိုတော့ဖခင်ရဲ့အလိုတော်ကိုဝန်ခံတော်သူဖြစ်ခြင်းတယ်ဖခင်စကားနားထောင်တော်သူဖြစ်ခြင်းတယ်ဖခင်ရဲ့အလိုတော်ပြည့်စုံခြင်းကိုပဲအမြင်ချင်းဆုံးဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒါကကျမဘဝအတွက်အကောင်းဆုံးဖြစ်တယ်ဒါကြောင့်ကျွန်မငယ်ငယ်ကလေးကဘုရားစီမှာဆုတောင်းတယ်ဘုရားခင်လို့သမီးကကိုတော့ဖန်ဆင်းထားတဲ့လူဖြစ်တယ်လို့ဒါကြောင့်ဘုရားစကားကိုတည့်ရနဲ့နားမထောင်တော့သူမဖြစ်ချင်ဘူးနားထောင်ချင်တယ်ဒါပေမဲ့တခါတလေသမီးကဒါအလိုတော်လားဟိုကအလိုတော်လားနားမလည်နိုင်တဲ့ခါကျတော့သမီးကိုရှင်းရှင်းလင်းလင်းကိုတော့ပြနော်လို့သမီးကကိုတော့ဖန်ဆင်းထားတဲ့လူဖြစ်တဲ့အတွက်ဘယ်လိုပြရင်နားလည်နိုင်မလဲဆိုတာကိုတော့အသိဆုံးပဲလို့ဒါကြောင့်သမီးနားလည်နိုင်မဲ့ပုံစံနဲ့ပြပါနော်နမိတ်လက္ခဏာနဲ့ဖြစ်စေတယောက်ယောက်ကျမ်းစာအဖြစ်နော်တခုခုနဲ့တော့ပြပါအလိုတော်ဖြစ်တယ်ဆိုတာနားလည်ပြီဆိုရင်တော့သမီးကနားထောင်မယ်လို့နော်ကျွန်မဆယ်ကျော်သက်အရွယ်ကလေးကဖခင်ကိုအဲ့လိုပဲဆုတောင်းတယ်ကျေးဇူးတော်ကြောင့်ဖခင်ကလည်းကျွန်မဘဝမှာသူ့ရဲ့အလိုတော်ကိုကျွန်မနားလည်တဲ့အထိသူကပြတယ်နော်တလားနဲ့ကျွန်မနားမလည်လဲတခါတလေတစ်နှစ်လောက်စောင့်တယ်ဒါပေမဲ့အရေးကြီးတာကဖခင်ရဲ့အလိုတော်ဆိုတာကျွန်တော်တို့နားလည်ပြီးတော့အဲ့ဒီအလိုတော်ကိုလိုက်လျှောက်ဖို့ကဘဝမှာအရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာအရေးကြီးဆုံးကအလိုတော်ကိုနားလည်ပြီးလိုက်လျှောက်ဖို့ရအတွက်သာလေဖြစ်တယ်ဆိုတာကိုယနေ့ကျွန်တော်တို့အသက်တပံနှလုံးသွင်းဖို့ရအတွက်အရန်ရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့လူကလေနားမထောင်ခြင်းနဲ့ပြည့်နေတယ်နော်ကလေးလေးတွေတေးသေးလေးတွေစကားစပြောတတ်လာတဲ့နဲ့ no ဆိုတဲ့အရွယ်ရောက်လာတယ်နော်ဘာပြော no နော်သူအရန်ကြိုက်တဲ့ဟာတော့မှကြိုက်လားဆို no နော်စားမလား no အိတ်မလား no ဒါကကျွန်တော်တို့ရဲ့အထဲမှာရှိပြီးသားဗီဇကိုပြသခြင်းဖြစ်တယ်စကားနားမထောင်ခြင်းကဘသူကနေစလဲလို့ပြောရင်အာဒံကနေစတယ်နော်မစားနဲ့ဆိုတဲ့အရာကိုမှသွားပြီးတော့စားတယ်နော်ဆိုတော့အဲ့ဒီစကားနားမထောင်တဲ့မျိုးစင်းတဲ့လူဖြစ်လာတဲ့ကျွန်တော်တို့ကတိတက်လာတာနဲ့အမျှကျွန်တော်တို့ကပုံကန်ခြင်းစကားနားမထောင်ခြင်းတွေကတိတ်ကြိုးစားစရာမလိုပဲနဲ့ဒီထဲမှာအလိုလိုဖြစ်လာတယ်ဒါကြောင့်ယေရှုခရစ်တော်ဘုရားကကျွန်တော်တို့ရဲ့အပြစ်အတွက်အသေးခံတဲ့အခါမှာတခါတည်းဘုံတိုင်းဆိုပြီးတော့အသေးခံလိုက်ပြီးကျွန်တော်တို့ကိုကောင်းကင်အရောက်ပို့ယုံမဟုတ်ဘူးနော်အဲ့လိုပြောလို့ထာဝရအသက်ကိုကျွန်မစော်ကားပြီးပြောတာမဟုတ်ပဲနဲ့အဲ့ဒီထာဝရအသက်ထဲမှာဘာတွေပါလဲဆိုတော့အရင်နားလည်စေခြင်းနဲ့နော်ယေရှုခရစ်တော်ဘုရားကစကားနားမထောင်ခြင်းအပြင်ကြာရှုံးခဲ့သောလူသားတွေကိုစကားနားထောင်ခြင်းအပြင်ပြန်လဲကယ်နှုတ်တော်ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာနားထောင်တာမှကိုအဆုံးစွန်ထိဘုရားရဲ့စကားကိုနားထောင်ပြီးမှသူကကျွန်တော်တို့ကိုကယ်တင်တော်ဘုရားဖြစ်တယ်ထိုယေရှုကိုလက်ကုပ်တီးလဲအသက်တစ်ဖန်ပြန်လဲချီးမွမ်းကြရအောင်
ယေရှုခရစ်တော်ဖခင်ကသူအသေးမခံခင်မှာပင်လင်းနော်ကျမ်းစာကဘာပြောလဲဆိုတော့ဖခင်ရဲ့အလိုတော်ကိုတရားမှတရားနားထောင်တယ်တဲ့နားထောင်တာမှကိုသေချင်းတိုင်အောင်သူကနားထောင်တော်ဖခင်ဖြစ်တယ်ဒါကြောင့်တခါတလေမှာငါကဖခင်စကားနားမထောင်နိုင်ဘူးငါကညှင်းဆန်တော်သူဖြစ်တယ်လို့ကိုယ့်ရဲ့အခြေအနေကိုမကြည့်ဘဲနဲ့နော်ငါဟာစကားနားထောင်နိုင်တော်ခရစ်တော်ရဲ့ဝိညာဉ်ကိုရတော်သူဖြစ်တယ်ဟာလေလုယာငါဟာဖခင်ရဲ့စကားကိုနားထောင်နိုင်တော်သူဖြစ်တယ်လို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကိုမြင်တဲ့အမြင်တွေလည်းပြန်ပြောင်းဖို့ရအတွက်အရန်ရေးကြီးတယ်သင်ဟာဖခင်စကားနားထောင်နိုင်တော်သူဖြစ်တယ်ဟာလေလုယာလူဟောင်းဖြစ်တဲ့အာဒံရဲ့မျိုးစေ့နဲ့ဖြစ်ပွားလာသောလူဟောင်းကတစ်တိုင်ပေါ်မှာခရစ်တော်နဲ့အတူချိတ်ဆွဲခြင်းကိုခံပြီးသွားပြီယခုကျွန်တော်တို့ရှင်တာကခရစ်တော်ရဲ့အသက်ဖြစ်တယ်ဟာလေလုယာထိုခရစ်တော်ဒီစကားနားထောင်သောခရစ်တော်ဖြစ်တယ်ထိုခရစ်တော်ဒီအလိုတော်ကိုအဆုံးတိုင်အောင်ဝန်ခံသောခရစ်တော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကလည်းကျွန်တော်တို့အတွက်အကောင်းဆုံးဘုရားခင်ကြံစီထားတဲ့သူ့ရဲ့အလိုတော်သူ့ရဲ့အကြံစီတော်သူ့ရဲ့စေခိုင်းချက်တွေကိုနားထောင်နိုင်သောသူများဖြစ်တယ်လို့နေ့တိုင်းကျွန်တော်တို့ဝန်ခံဖို့အရေးကြီးတယ်ဟာလေလုယာဟာလေလုယာဂျေဇုပြည့်အနားမှာရှေ့လို့ပြောပေးပါဦးမိတ်ဆွေဟာဘုရားစကားနားထောင်နိုင်တော်သူဖြစ်တယ်လို့ပြောပေးရအောင်ဘာဖြစ်လို့လဲလို့ပြောရင်ခရစ်တော်ဒီနာခံမှုအားလုံးရဲ့ပြည့်စုံရာဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့ထဲမှာသူ့ရဲ့ခရစ်တော်ရဲ့ဝိညာဉ်ကိုထည့်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ကဘုရားစကားကိုနားထောင်နိုင်တော့လုံးဝမငင်းဆန်တော့မပုန်ကန်တော့သူများဖြစ်တယ်ဆိုတာကိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့နားလည်ရတယ်ထိုအရာကိုနားလည်တဲ့ရှင်ပေါလုကပြောလဲငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်တယ်တဲ့ဟာလေလုယာဟာလေလုယာညင်းဆန်တတ်သောမျိုးစေ့ကလက်ဝါးကတိုင်းမှာတည်သွားပြီပုန်ကန်တတ်သောဖခင်ကိုလုံးဝစကားနားမထောင်သောဝိညာဉ်ကလက်ဝါးကတိုင်းပေါ်မှာတည်သွားပြီယခုကျွန်တော်တို့ကလူသစ်များဖြစ်ကြတယ်ခရစ်တော်၌ရှိသောကြောင့်ကျွန်တော်တို့ကအသစ်ပြုပြင်သောသူများဖြစ်ကြတယ်ဟာလေလုယာဒါကြောင့်သင်ရဲ့အသက်တာထဲမှာအဲ့ဒီခရစ်တော်ရဲ့ဝိညာဉ်ကနေရာယူလာပြီးဖခင်ရဲ့အလိုတော်ကိုဝန်ခံတယ်ဆိုရင်သင်ရှိတဲ့အရာတိုင်းမှာဖခင်ရဲ့လှပခြင်းတွေကိုမြင်ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးတော့ကျွန်တော်တို့နားထောင်နေတဲ့အချိန်မှာစိတ်နှလုံးထဲမှာဆုံးဖြတ်စေခြင်းနဲ့ငါအသွေးသားကတော့လူအာဒံကနေဖြစ်တဲ့အတွက်ဘုရားစကားကိုဝန်မခံနိုင်ဘူးဒါပေမဲ့ငါရဲ့ဝိညာဉ်ကတော့ခရစ်တော်ရဲ့ဝိညာဉ်စကားနားထောင်နိုင်သောဝိညာဉ်ဖြစ်တယ်ဆိုတာကိုသေချာဆင်ခြင်လက်နော်သင်ဘယ်သူကိုအနိုင်ပေးမလဲနော်ဇာတိကိုအနိုင်ပေးမလားအာယုံ၅ပါးအနိုင်ပေးမလားခရစ်တော်ဒီဟူသောစကားနားထောင်နိုင်သောဝိညာဉ်ကိုအသက်တာမှာနေရာပေးမလားဆိုတာကျွန်တော်တို့ဆုံးဖြတ်ရတဲ့အရာဖြစ်ပါတယ်ဆိုတော့ဘာကြောင့်ကျွန်တော်တို့ကအလိုတော်ကိုဝန်မခံနိုင်တယ်လဲနော်အသက်တာမှာပြန်စဉ်းစားကြည့်အောင်ဒီမှာခက်တီတီနဲ့ထိုင်နေကြပေမဲ့ကျွန်မဆာ၍ကျွန်တော်တို့ကအလိုတော်ကိုတိကြီးနဲ့ညင်းဆန်ခဲ့ဘူးသောသူများဖြစ်ကြတယ်ဒီနေ့ကိုမျိုးကြီးကသူပြောတယ်ကျွန်တော်အချိန်နေတဲ့နော်ကျွန်တော်တို့ကအချိန်တွေကိုဖျားအတွက်မသုံးဘဲနဲ့ဖြုံးခဲ့တဲ့အချိန်တွေရှိတယ်တဲ့နော်ဒီနေ့ကျွန်တော်တို့အသက်တာကိုပြန်လှည့်ကြည့်လိုက်တဲ့အခါတိုင်းမှာအလိုတော်ကိုသိရနဲ့မဝင်ခံခဲ့တဲ့အရာတွေရှိတယ်မသိလို့မလိုက်လျှောက်နိုင်ခဲ့တဲ့အရာတွေရှိတယ်သေချာတာကတော့ကျွန်တော်တို့ဒီအလိုတော်ကိုညှင်းဆန်ဘူးသောသူများဖြစ်ကြတယ်အကြောင်းကတော့နံပါတ်1မယုံကြည်လို့ဖြစ်တယ်နော်ဖခင်ကငါအတွက်အကောင်းဆုံးကြံစည်နေတယ်သူခိုင်းရင်ငါအတွက်အကောင်းဆုံးပဲဆိုတာကိုနားမလဲတဲ့ခါမှာ तू မခိုင်းတဲ့ဟာကိုလှုပ်ဖို့အတွက်ပဲကျွန်တော်တို့ကလင်မြန်တတ်တယ်နော်တယောက်ကတင့်ကိုခိုင်းလိုက်တယ်ခိုင်းလိုက်တဲ့ရဥမာမိဘတွေကသားသမီးတွေကိုစာကြိုးစားနော်စာကြိုးစားလို့ရှိရင်စာမွေးမှာဒီလိုဖြစ်မယ်ပညာတတ်ဖြစ်မယ်ဘဝမှာဒီလိုဖြစ်မယ်ဂယုမဆိုင်ဘူးနားမထောင်ဘူးတနည်းအားဖြင့် तू ပြောတဲ့အရာနော်မင်းစာမကြိုးစားရင်တနေ့မှာဒီလိုဖြစ်မယ်စာကြိုးစားရင်ဒီလိုဖြစ်မယ်ဆိုတဲ့အရာမယုံကြည်ဘူးလို့ပြောနေခြင်းနဲ့အတူတူပဲဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖျားစကားနားမထောင်ခြင်းသည်တနည်းအားဖြင့်ဖျားကိုမယုံကြည်ခြင်းဖြစ်တယ်တနည်းအားဖြင့်အဲ့ဒီယုံကြည်ပြီးတော့နာခံလိုက်လျှောက်ခြင်းရဲ့ရလက်အဖြေကိုမသိလို့လည်းဖြစ်တယ်နော်နားမလည်လို့လည်းဖြစ်နိုင်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့အတွင်းလူကိုအသက်တပံနှုတ်ကပတ်တော်အားဖြင့်ပြန်လည်ပြုပြင်ဖို့ရအတွက်ဖျားကဒီနေ့အကောင်းဆုံးသောအချိန်တိုင်းကိုကျွန်တော်တို့ကိုပေးထားတာဖြစ်ပါတယ်